အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့ပေါ့နော်2021ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ပြည်ထောင်စုနေ့မှာကျမတို့ပြည်သူလူထုတွေအားလုံးပူးပေါင်းပါဝင်ပေးကြတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းကျမတို့လှုပ်ရှားဆောင်ရွက်မှုတွေအများကြီးဆက်လက်ပြီးမှရှိနေမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ရည်ရွယ်ချက်ကကျမတို့ရဲ့မြန်မာနိုင်ငံကို2021ဖေဖော်ဝါရီလ1ရက်နေ့မှာဒီစစ်အာဏာရှင်ဘက်ကနေအာဏာသိမ်းတဲ့အနေအထားမှာရောက်ရှိသွားတဲ့အတွက်ကြောင့်ကျမတို့မြန်မာနိုင်ငံဟာအမောင်ဖုံးလွှမ်းသွားတဲ့အရာကိုကျမတို့ခံခဲ့ရတယ်တို့အတွက်ကြောင့်ကျမတို့ဗမာရေးကောင်းဆောင်တွေယဉ်ကျေးမှုကောင်းဆောင်တွေကျမတို့ရဲ့ဗီဒီယိုထုတွေအားလုံးပူးပေါင်းပြီးမှဝန်ထမ်းအတိုင်းဝိုင်းတွေကအစပူးပေါင်းပြီးမှကျမတို့ဒီစစ်အာဏာရှင်ကိုမလိုလားဘူးစစ်အာဏာရှင်ကိုမုန်းတီးတယ်စစ်အာဏာရှင်အမြင့်ပြတ်ချေမှုန်းဖို့အတွက်ကျမတို့ဗီဒီယိုထုရဲ့အတန်တန်တွေထပ်ပေါ်ရမယ်ဆိုတဲ့အရာတွေကိုကျမတို့နိုင်ငံတကာကနေတော်တော်ကောင်းသက်ဆိုင်ရာအာဏာပိုင်ဘက်ကနေတော်တော်ကောင်းသိရှိနားလည်ဖို့အတွက်အားလုံးဗီဒီယိုထုရဲ့အတန်အားလုံးကိုလက်တီချက်ပြီးတော့ကျမတို့ရဲ့ဘောစင်တာတွေကိုဖော်ထုတ်ကြခြင်းဖြစ်ပါတယ်အဓိကအဖြစ်ကျမတို့မြန်မာနိုင်ငံကစစ်အာဏာရှင်စနစ်ကိုလုံးဝမုန်းတီးနေပါတယ်ဆိုတဲ့အချက်ကိုကျမတို့ရက်တီတာဖြစ်ပါတယ်ပြီးတော့လည်းဒါမြန်မာနိုင်ငံရဲ့လက်ရှိအခင်းအကျင်းအရာ2008ဖွဲ့စည်းပုံဟာကျမတို့တိုင်းရင်းသားပြည်သူလူထုအတွက်အမှန်တကယ်ကိုစားပြုတဲ့အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ဥပဒေတစ်ခုဖြစ်မနေတဲ့အနေအထားမှာကျမတို့ဒီ2008ဖွဲ့စည်းပုံဟာလူတစုအုပ်စုတစုအတွက်ပဲအကာအကွယ်ပေးတဲ့ဥပဒေဖြစ်နေတဲ့အတွက်ကြောင့်ဒီဥပဒေကိုကျမတို့အလိုမရှိဘူးဒီဥပဒေအပြီးတိုင်ဖျက်သိမ်းဖို့အတွက်လိုလားတယ်ဆိုတဲ့အချက်ကိုကျမတို့တောင်းဆိုနေကြတာဖြစ်ပါတယ်ထို့နည်း၎င်းပဲကျမတို့တိုင်းရင်းသားတွေအနေနဲ့အခုဆိုရင်84နှစ်မြောက်ပြည်ထောင်စုနေ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်တို့တော်ညာလည်းကျမတို့ရဲ့အမှန်တကယ်စစ်မှန်တဲ့ပြည်ထောင်စုဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုမှာကျမတို့လက်ရှိနေတာတွေရရှိခံစားမှုမရှိသေးပါဘူးထို့အတွက်ကြောင့်ကျမတို့တိုင်းရင်းသားတွေလိုလားတဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်အပြည့်အဝရရှိနေအောင်ကျမတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဒီနိုင်ငံရေးတန်းတူညီမျှမှုတွေရရှိနိုင်ဖို့အတွက်ကျမတို့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံးဖော်ဆောင်နိုင်ဖို့အတွက်ကျမတို့ပြည်သူထုဘက်ကနေဒါဒီရက်တည်ပြီးမှအတန်တန်တွေထပ်ရှိနိုင်အောင်ကျမတို့စန္ဒသဘောထားဖော်ထုတ်ကြခြင်းဖြစ်ပါတယ်ကျမတို့ရဲ့ဒီလှုပ်ရှားမှုကဒီနေ့လှုပ်ရှားမှုအနေနဲ့ပြီးသွားမှာမဟုတ်ပါဘူးဆက်လက်ပြီးမှကျမတို့ရဲ့စစ်အာဏာရှင်မပြတ်မချင်းပေါ့နော်စစ်အာဏာရှင်ပြတ်တုံသွားခြင်းမရှိမချင်းကျမတို့ကနေတိုင်းဒေသပြည်သူလူထုအားလုံးဘက်ကနေအင်တက်အားတိုက်နဲ့တိုက်ပွဲဝင်ရအောင်မှာဖြစ်ပါတယ်ကျမတို့ဆက်လက်ပြီးမှလှုပ်ရှားမှုတွေဆက်လက်ပြီးမှလှုပ်ဆောင်သွားဖို့ရှိပါမယ်ဒီချိန်မှာလည်းမိဘပြည်သူများအားလုံးလူငယ်ထုအမျိုးသမီးထုပြည်သူလူထုများအားလုံးပူးပေါင်းဝန်းရံပေးဖို့လည်းအားလုံးကိုမေတ္တာရပ်ခံလိုပါတယ်ဒီနေ့ဆိုရင်ကျမတို့မမျှော်လင့်ထားဘူးပေါ့နော်ဒီလောက်ထိပြည်သူလူထုတွေဝန်းရံလာလိမ့်မယ်ပြည်သူလူထုတွေပါဝင်လာလိမ့်မယ်ကျမတို့မမျှော်လင့်ထားဘူးတော်တော်ညာလဲတကယ်တမ်းပြည်သူလူထုတွေရဲ့ဒါနှလုံးသားရဲ့ခံစားချက်တွေကိုထပ်ပေါ်လာတဲ့ဟာကိုကျမတို့တွေ့ရတယ်ပြည်သူလူထုတိန်းနဲ့ကနန်းနဲ့ခြေပြီးမှမြကျင်းနာမြို့မှာအားလုံးပူပေါင်းပါဝင်လာကြတဲ့အပိုင်းကိုတွေ့ရတယ်ထိုနည်း၎င်းပဲCDM ဘက်မှာပါဝင်ကြရတဲ့ဝန်ထမ်းအတိုင်းဝိုင်းတွေတို့လည်းကောင်းတခြားပြည်သူတွေတို့လည်းကောင်းအမျိုးသမီးတွေလည်းကောင်းယဉ်ကျေးမှုအတိုင်းဝိုင်းဘာသာရေးကောင်းဆောင်တွေကအစအားလုံးပူပေါင်းပါဝင်လာတာကိုကျမတို့တွေ့ရပါတယ်ပေါ့နော်ဆိုတော့ဆက်လက်ပြီးမှကျမတို့ရဲ့ခရီးတိုက်ပွဲကိုဒီမှာပဲမရက်နာပဲနဲ့ဆက်လက်ပြီးမှကျမတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိပြီးမှကိုယ်ကံကြမ္မာကိုဖန်တီးခွင့်အပြည့်အဝရရှိနိုင်တဲ့အနေအထားတစ်ခုထိရောက်ရှိနိုင်အောင်ကျမတို့ပြည်သူတို့အားလုံးဝန်းမြံပြီးမှတွားကြဖို့တွန်းကြဖို့အားလုံးကိုမြတ်တရခံကျမနာမည်ဆန်းနုပန်တော့ခေါ်ပါရရှင်
ยาแต่นี้เลยว่าใส่เฟฟอรีโปรไงท่าเช่นกุมชันอสุยาคนอาณาจิงก็เย็นได้แต่ถ้าอันเทมุงชัวนี่มาดูอันเทนโลไอพันมิวนี่ก็กระก็สับรานางปันตุงสำรามาแต่เรื่องก็อันเทมิวชานี่งงงกาพามาจ้องอย่างอันเทก็ไล่ว่าใส่มลิชิสนิดก็น่าอันเทกระก็สับนางวยปังลงกาสติอันเทก็ง่ายแต่ก็สับไอเทชาอันเทนี่อสุยามงพอไอเพียนดับมงพอเลยยาแต่นี้ดูคราอันเทนี่กุมลังงามิวนี่แหละแต่มันจะอันเทสับชาก็อันเทอะปันดุงก็ปังลงกาสติเรื่องงูเปมิวชานี่เพนชุดนใช้ชงวนมีไว้กำลังไปกระเทบชนะกระทับชนะมีไว้ยาแต่นี้ในส่วนเรื่องบินในเดินทางมงดันติงครุมชาสินยามเร่แต่ก็อันเทมิวชานี่ยองเทมงเสียงไงในส่วนเรื่องมันบินในลำท่าอันเททิ้งบูย้อนในลำมงอันเทกลอราซอนอันเทมิวชานี่ชนิงล้อว่าครุมชาว่าใส่ดิบอบใส่จบครุมใส่กุมชันในดัดเพ่มงรถมาลันง่ายงูเปแต่นี้กาวน่าดันดองคราอันเทนี่มาตุนน่าเดินตุงอาใส่เร่แต่เมื่ออันเททิ้งบูย้อนในมาดังก็อันเทน้ามาดูก็รำใส่แต่นี้อันเทมิวชานี่มาจีไอย้อนในงูเปแต่นี้อันเทนี่มาตุนน่ะอันเทอาขอคังเพ่มร้อนดาวล้านะอันเทฮับเพ่ระงูเพ่มุงกันเจครากราคราอันเทนี่สุนดาวน่าเดินก็แต่นี้ไรงาใส่อันเทมิวชานี่ซับไปลำท่าเลยว่าใส่มลิชิสนิท่าอันเทนิงบอกบ้านนี่คุณนะไว้ออนตามสัตว์ทุดานได้ปังลงกาสติท่าอันเทนี้งังชาซับกางวันนั้นได้ชนะชาก็นักลังไปเทชนะมีอยู่กันยาแต่นี้อันเทมิวชานี่มาร้อนในลำท่าแล้วก็เรางามิวชานี่ท่าอันเทนี้กาสีใช้ลำนี้ง่ายมันโนใช้ลำนี้ง่ายแต่ก็พามาจ่อง่ายอย่างอันเทยะกำลังมีใบบินในเมียนมุงก่อนนั้นได้เพียงทับอสุยาอาณาจิงก็มาจ่อชาอันเทนี้มาร้อนในนี่ยังงาไม่ล้มลงเกาละกามาชานี่ก็ได้มาซาเบชามาท่านะฉันนี่มุงซาปันดุงล้องามเพะมูลวยเรื่องอันเทก็มุงซาปันดุงเพะมุงมาร้อนราส่วนอันเทไล่ว่าใส่รถมาลันนันพังไงก็น่าปังลงนันทูก็น่าอันเทนี้มิดมาตาได้อันเทนี้มิดคลุมได้อันเทนี้ก็กับนางวยได้มุงสาบันดุงเพะยาได้นี้อันเทนี้มันร้อนตัวงูเพะยองเพะเจน่าชุนไม่อยู่ไอ้เรื่องก็อันเทมร้อนตัวลำก็อันเทมิวชานีคำลาลำเร่อันเทมิวชานีบันดุงเร่อันเทมิวชานีระงาขอคังเพะอันเทมร้อนตัวลำเร่งูเพะได้ก็น่ายองเพะกำลังไปกระทับชนามอยู่กันยาแต่นี้อันเทชมูว่าลำท่าในส่วนเรื่องอันตราลำเพกุมชันงูก็กุมชันงูเลยดัดเพนิงขับงูก็อันเทมิวชานิชานเร่งามุงตันมชานิยองระงูเพอันเทมวยแต่ไม่จ่อยาเดินท่าในส่วนเรื่องมิวชากองมาไลคุณนะไว้ออนเล็ดชวางกุนมาดูในลำกุมชันในเพกษัตริย์กลาลำท่าอันเทมิวชานี่กุยช่างล้อมก็ได้ก็อันเทอันตราลำเพกลอนเร่ตรารับราลำเพอันเทกุยส่วนไหนตรารับราลำเพอันเทลูลาคราอันเทสกุตโตเรื่องงูเพสามูลวยแต่นี้น่าสนใจมาช่างคนอุนองอุวาเทอันเทระไอมิดระลำเพนดาวอันเทพาบินมาอยู่งูเพอันเทลูมร้อนลาใส่ลูสุนดันใส่งูก่อนได้ก็อันเทอันตัวขอข้างกบ่าเร่เรื่องก็อันเทมาตุนนาพอนี้พอดินก็นาได้กุมชันในระดับชามัดดิ่งสังก็อันเทมิวชาลำยันง่ายคุมสัตว์ล้านนาได้เพจะอดมัดนาอันเทมาตุนนาชมูมัดนากโลมัดนามกำบุงดีนี่ล้อง่ายเรื่องก็ได้ส่วนเรื่องบุงดีท่ารามาดอสังชวางอันเทกนุกว่านี่ยองมาดิสตัวเองกุนนี่พระจีโจอลำนี้ยองโซรามินี่อันเทไกราแค่ไกอันเทละง่ายใครกุนอันเทละง่ายใครกำพายลำเทอันเทละง่ายใครโดจาวลำกุนนี่เทมิวชานี่ลดลำท่าเรานะงางกังไงคูอันเทสกุดสาวกางูนะเทชนามีไว้ไงก็กรอนนองเร่